တမင်ဖြူလေးတွေဟာမွေးကလေးကအယောင်ခွဲခြားမမြင်နိုင်တဲ့အမြင်အာရုံချို့ယွင်းချက်နဲ့မွေးဖွားလာကြတာပါ။သူတို့ရဲ့မျက်လုံးတွေဟာအနီရောင်နဲ့လိမ္မော်ရောင်ကိုကွဲပြားအောင်မခွဲခြားနိုင်ကြပါဘူး။လိမ္မော်ဝါရောင်အမွေးမြင်တွေရှိတဲ့ကြားတစ်ကောင်ကအနားကိုတိတ်တဆိတ်ကပ်လာတဲ့အခါမှာတော့ဒီတမင်ဖြူလေးတွေဟာသူတို့ရှေ့မှာမူဆိုးတစ်ကောင်ရှိနေတယ်လို့တောင်မထင်ရတော့အောင်ဒီတေမင်းတမန်အန္တရာယ်ကိုသတိမထားမိနိုင်ကြပါဘူး။ဒါပေမဲ့ဒီတမင်ဖြူလေးတွေဟာဒီအခက်အခဲမှာတယောက်တည်းရုန်းကန်နေရတာတော့မဟုတ်ပါဘူး။သူတို့မှာထူးခြားတဲ့မဟာမိတ်တဦးရှိနေပါတယ်။အဲ့ဒါကတော့ long tail line လို့ခေါ်တဲ့အမီးရှည်မြောက်မြူလေးတွေပဲဖြစ်ပါတယ်။အမြင်အာရုံအလွန်ဆူရှားတဲ့ဒီမြောက်လေးတွေကိုတော့တောအုပ်ရဲ့မျက်လုံးတွေလို့တောင်တင်စားကြပါတယ်။သူတို့ဟာကြားရဲ့ခြေရာတွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ကြပြီးကြားတစ်ကောင်တိတ်တဆိတ်ချင်းကပ်လာတာကိုတွေ့လိုက်တိုင်းမှာတမင်ဖြူလေးတွေစီအန္တရာယ်ချက်ပြဖို့အတွက်ဆူရှားတဲ့သတိပေးတံတွေကိုချက်ချင်းအော်ဟဲလိုက်ကြပါတယ်။တမင်ဖြူလေးတွေကဒီသတိပေးတံကိုကြားလိုက်တာနဲ့သူတို့ရဲ့ဖြက်လက်တဲ့ကိုဟန်တွေနဲ့အမဲလိုက်ခံရခြင်းကနေလွတ်မြောက်အောင်ချက်ချင်းပဲလူစုခွဲပြီးထွက်ပြေးကြပါတော့တယ်။ဒါကြောင့်မို့လဲကြားတွေအတွက်ဒီတမင်ဖြူလေးတွေကိုအောင်မြင်မြင်အမဲလိုက်ဖို့ဆိုတာဘလို့မှမလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်နေရတာပါပထမတစ်ချိန်အမဲလိုက်ရာမှာကြာရှုံးခဲ့ပေမဲ့ဒီဘင်္ဂလားကြားမကြီးဟာစိတ်မရှိတာမျိုးအနှဲငယ်များတော့မပြဘဲနောက်ထပ်ပြစ်မှတ်အသစ်တစ်ခုကိုချက်ချင်းရှာဖွေလိုက်ပါတယ်အဲ့ဒါကတော့ရေကန်နားမှာခေါင်းငုံပြီးရေတောက်နေကြတဲ့စက်အုပ်တအုပ်ပဲဖြစ်ပါတယ်တမင်ဖြူလေးတွေလိုပဲစက်တွေဟာလည်းအနီနဲ့လိမ္မော်ရောင်ကိုခွဲမမြင်နိုင်တဲ့အတွက်ကြားရဲ့အမှတ်သားဖြစ်တဲ့လိမ္မော်ဝါရောင်အမွှေးတွေကိုမမြင်နိုင်ကြပါဘူးပိုရေးကြီးတာကတော့သူတို့ဟာအမြင့်ရှည်မြောက်မျိုးလေးတွေနဲ့အတူတူတွာလာလေးမရှိကြတာပါပဲမဟာမိတ်တွေရဲ့သတိပေးတံမရှိတဲ့အတွက်သူတို့ဟာအမဲလိုက်ဖို့ပိုပြီးလွယ်ကူတယ်လို့မျိုးထင်ရစေပါတယ်ဒါပေမဲ့စက်တွေမှာလည်းသူတို့ကိုယ်ပိုင်ရှင်တန်မှုအတတ်ပညာတွေရှိကြပါတယ်။သူတို့ရဲ့အကြားအာယုံဟာအလွန်ကိုထက်မြက်လွန်းလာပြီးတောအုပ်ရဲ့နားတွေလိုတောင်အမီနာမနဲ့ထိုက်တန်လာပါတယ်။ကြားတစ်ကောင်ချင်းကပ်လာတဲ့အခါထွက်ပေါ်လာတဲ့တရွက်6တန်ပဲဖြစ်ဖြစ်အသက်ရှူတန်ပဲဖြစ်ဖြစ်အသေးမွှားဆုံးအတန်လေးကိုတောင်သူတို့ကတိတိကျကျသိရှိနိုင်ကြပါတယ်။အန်ဒီယေကိုအာယုံခံမိတာနဲ့သူတို့ဟာချက်ချင်းတတိတရဝင်လာပြီးအဲ့ဒီနေရာကနေအမြန်ဆုံးထွက်ပြေးကြပါတော့တယ်။ဒီဘင်္ဂလားကြားမကြီးဟာအမဲလိုက်ခြင်းအတတ်ပညာမှာကျွမ်းကျင်လာသလိုထူးကဲတဲ့စိတ်ရှည်တိခတ်မှုကိုလည်းပိုင်ဆိုင်ထားသူပါ။သူဟာကိုနှိတ်ခြေလမ်းတွေကိုနှိပ်ကွေးစေပြီးအသက်ကိုအောင့်ထားရင်းအတန်နှဲငယ်များတောင်မထွက်အောင်ကြိုးစားခဲ့ပါတယ်။ကြားမကြီးဟာအဖြစ်ပြောစရာမရှိအောင်ရုပ်ဖြတ်ထားနိုင်ပြီးကောင်းကောင်းပုံကွယ်နိုင်ခဲ့ပေမဲ့လည်းတေချာပြင်ဆင်ထားတဲ့ဒီအမဲလိုက်မှုဟာနောက်ဆုံးမှာတော့ကြာရှုံးခြင်းနဲ့ပဲအဆုံးသတ်သွားခဲ့ရပါတယ်။ကြားရဲ့ကိုယ်ပေါ်မှာရှိတဲ့လိမ္မော်ဝါရောင်မွေးတွေဟာမူလကတည်းကတမင်တွေကိုအမဲလိုက်ဖို့အတွက်တဘာဝကပေးထားတဲ့အာသာချက်တစ်ခုဖြစ်ပါတယ်။ဒါဟာတောအုပ်ရဲ့ပတ်ဝန်းကျင်နဲ့အံဝင်ခွင်ကြလိုက်ဖက်နေတာကြောင့်ပါတမင်တွေရဲ့အနီးနဲ့လိမ္မော်ရောင်ကိုခွဲမမြင်နိုင်တဲ့အားနည်းချက်နဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့ကြားတွေအတွက်သူတို့ရဲ့ခြေရာကိုဖျောက်ဖို့ပိုပြီးလွယ်ကူသွားစေပါတယ်။ဒါပေမဲ့ရှည်လျားတဲ့စင်ကဲပြောင်းလဲမှုဖြစ်စဉ်တစ်လျှောက်မှာတော့တမင်မျိုးနွယ်တွေဟာကြားတွေကိုပြန်လည်ခုခံနိုင်ဖို့အတွက်ကိုယ်စီရည်ချင်းတွေကိုပိုင်ဆိုင်လာခဲ့ကြပါတယ်။တမင်ဖြူလေးတွေမှာကင်းဆောင်ပေးမဲ့အမီးရှည်မြောက်မျိုးလေးတွေရှိကြသလိုစက်တွေမှာလည်းအကာအကွယ်ပေးမဲ့ထက်မြက်တဲ့အကြားအာရုံတွေရှိနေကြပါတယ်။ဒီအမဲလိုက်ခြင်းကစားပွဲဟာအမြဲတမ်းပဲအပြန်အလှန်အကျိတ်အနယ်ရှိနေတဲ့ပြိုင်ပွဲတစ်ခုဖြစ်နေပါတော့တယ်။